အခုငါလူတယောက်ကြောင်းဆိုပြမယ်မင်းတို့အောင်စိုက်ပြီးနားတော့ကြည့်တယ်လက်ကြောရက်ကွက်တဲ့လမ်းလေးရှောက်ရင်အုပ်စုနဲ့ခေါ်ကပြဲမယ်အမတ်မရှိပဲခေါင်းကိုငုတ်အချိန်နဲ့ရှော့လာခဲ့တယ်သူကြည့်တဲ့ကောင်တဲ့အမြဲတကယ်ကိုပေါ်လာမဲ့တယ်လူတွေကအပေါင်းအသင်းမလှုပ်ချင်လို့တစ်ခေါက်အတင်းရှုပ်ကမင်းခေါင်းကိုကုတ်အပြေရှာထုတ်တော့ခြေလိုက်ရှုပ်တာအသေးချဟုတ်တာအဖေမပေါ်ဘဝနဲ့များအနေမပြောရခဲ့တာတေလာအောင်ရှက်တဲ့အော်လေသူ့အမေမလက်တဲ့မပေါ်ခဲ့ပုံမချင်းကပြက်ရခေါ်ခဲ့အဖေမဲ့သားတယ်လားတလာတော့စိတ်ကထုံအရေးကိုထူလို့ကကြမကနှိမ့်ဆက်ကချိန်မပြအိမ်မကလက်စီဒုက္ခနဲ့ရမမီကပါတဲ့ပြပြနဲ့အသက်ကြီးလာတယ်တိတ်ဘွားကဘာတွေများမာကလုံးနက်ဖြဲရောက်မှကြောက်နေခဲ့အရေးဒုက္ခပဲ6လန်ဆဲခန်းဒီစားတရားကိုလက်ကန်ထားကအမြဲလို့နောက်ဆုံးရမှုတွေကောင်းတဲ့ရိုက်ကသွဲလို့အပေါက်ကိုတို့သူစုအပြင်းနဲ့ကလေးတဲ့ဘွားကိုလူတွေကပဲအယောင်နေစိုးလို့ဘယ်ကောင်မှကျူမဆိုင်တဲ့ရှေ့ကိုတို့အနေကဘူးတဲ့အတိတ်ရဲ့ရိတ်ကိုပြတ်မိရိုက်ကချုံအမဲစတဲ့ကိုကလာပြောင်းမဲ့ပို့ပြီးမိုက်လာဖို့ဆုံးတဲ့ချက်ထားကထားလိုက်မင်းရဲ့စရိုက်ထားကိုဘယ်ကောင်မှစောက်ကျူမဆိုင်တဲ့ရှေ့ကိုတို့အနေကဘူးတဲ့အတိတ်ရဲ့ရိတ်ကိုပြတ်မိတော့ရိုက်ကချုံအမဲစတဲ့ကိုကလာပြောင်းမဲ့ပို့ပြီးတော့မိုက်လာဖို့ဆုံးတဲ့ချက်ထားကထားလိုက်မင်းရဲ့စရိုက်ထားကိုအခုလုံးကိုပြေချကြည့်တော့တေချာတာကမရှိတာပဲမဲ့သိမ်းမှာကိုတော့သိတယ်မင်းလည်းအပြေရှာမလို့တော့ပြီးစဉ်းစားအနေခံဘဝတယ်လားအဲ့ဒါကိုမင်းညှင်းဆိုင်ရမယ် hip hop ရဲ့ချင်းတဲ့ကြရင်မင်းစိတ်ကိုပြင်းပြေဝမနေနဲ့တော့လူကလူပဲဘသူကဘသူလဲမင်းရဲရင်မင်းဖြစ်မှာပဲမင်းဖြစ်ရင်မင်းခန့်ငါပေးတဲ့အသိဉာဏ်ဘယ်ကမှလူအောင်ကြိုးစားမလို့ဘူးလောကဒဏ်ကိုစောက်ခွက်ပြောင်းလို့နောက်တဲ့ရောင်နဲ့ကြောက်တယ်မပြောနေတော့မိုက်ချခွဲရထားတယ်ချက်တကာကမင်းကိုဆွဲလို့အုပ်စုဖွဲ့ခွဲလို့ဝိုင်းကိုက်ဘသူကိုမိုက်လဲကြည့်အသက်နဲ့လောင်းချစ်ထက်ပဲမိုက်ရတဲ့ကောင်နဲ့ပဲဖိုက်မှန်တဲ့ကောင်နဲ့ဆွဲနောက်ဆုံးတော့လဲထောင်းနေပဲအစာမကြည့်တာတွေများတော့လူတွေကိုရွဲတိုက်အတက်စီကပဲပြတ်ပြီးတော့ဆက်ဆက်ပြက်လိုက်ဒါမှတကယ်စရိုက်ညနာကိုမဲလိုက်အရှိရတဲ့ပိုက်တင်တဲ့ရင်ဒုတ်တွေဓာတ်တွေဆွဲလာခဲ့စက်ခွက်ကိုတိတ်ဘယ်ကမှကျူမဆိုင်တဲ့ရှေ့ကိုတို့အနေကဘူးတဲ့အတိတ်ရဲ့ရိတ်ကိုပြတ်မိရိုက်ကချုံအမဲစတဲ့ကိုကလာပြောင်းမဲ့ပို့ပြီးမိုက်လာဖို့ဆုံးတဲ့ချက်ထားကထားလိုက်မင်းရဲ့စရိုက်ထားကိုဘယ်ကောင်မှစောက်ကျူမဆိုင်တဲ့ရှေ့ကိုတို့အနေကဘူးတဲ့အတိတ်ရဲ့ရိတ်ကိုပြတ်မိတော့ရိုက်ကချုံအမဲစတဲ့ကိုကလာပြောင်းမဲ့ပို့ပြီးတော့မိုက်လာဖို့ဆုံးတဲ့ချက်ထားကထားလိုက်မင်းရဲ့စရိုက်ထားကိုကလေးတွေရောက်လမ်းမငိုနေတဲ့ဘသူမှသူ့ကိုရေးတယူအဖတ်မလို့ဝိုင်းကပဲလူကိုကြောက်လို့လူကမတိုးတဲ့အဖြစ်တွေနဲ့သူဖြစ်တော့ခံလိုက်အောင်ပေါ့လက်ချိတ်ကရတာများတော့ပေါက်ကွဲလာခဲ့အမနဲ့အမှန်ကိုရွေးဖို့လမ်းနဲ့ပြောက်ဆဲပါပဲခွေးတကောင်တော့ကြောက်ပေးရိုက်ရင်ပြက်ပြီးတော့ကြိုက်တတ်တာပဲမင်းတို့စိတ်နဲ့နိုင်လို့ရိုက်ပြီးတော့ဝိုင်းချင်မယ်မင်းမွေးတဲ့ကလေးသားဆိုရင်မင်းတို့စိတ်နဲ့နိုင်ရှင်လဲမိုက်ဇက်တွင်မိုက်ဇက်ခေရကိုပြောင်းနေကြည့်လို့သူ့တက်ကမြေကောင်းရမရှိပဲစိုးပေကရက်ကွက်တဲ့အချိုးမပြေပါခေါရုံးလက်တကကျုံးနေတာလူမိုက်လို့ခေါ်နေရင်ကပျော်ကြီးပဲမိုက်ကလိုက်ဖို့ကွာဘယ်ကောင်မှကျူမဆိုင်တဲ့ရှေ့ကိုတို့အနေကဘူးတဲ့အတိတ်ရဲ့ရိတ်ကိုပြတ်မိရိုက်ကချုံအမဲစတဲ့ကိုကလာပြောင်းမဲ့ပို့ပြီးမိုက်လာဖို့ဆုံးတဲ့ချက်ထားကထားလိုက်မင်းရဲ့စရိုက်ထားကိုဘယ်ကောင်မှစောက်ကျူမဆိုင်တဲ့ရှေ့ကိုတို့အနေကဘူးတဲ့အတိတ်ရဲ့ရိတ်ကိုပြတ်မိတော့ရိုက်ကချုံအမဲစတဲ့ကိုကလာပြောင်းမဲ့ပို့ပြီးတော့မိုက်လာဖို့ဆုံးတဲ့ချက်ထားကထားလိုက်မင်းရဲ့စရိုက်ထားကိုဘယ်ကောင်မှကျူမဆိုင်တဲ့ရှေ့ကိုတို့အနေကဘူးတဲ့အတိတ်ရဲ့ရိတ်ကိုပြတ်မိရိုက်ကချုံအမဲစတဲ့ကိုကလာပြောင်းမဲ့ပို့ပြီးမိုက်လာဖို့ဆုံးတဲ့ချက်ထားကထားလိုက်မင်းရဲ့စရိုက်ထားကိုဘယ်ကောင်မှစောက်ကျူမဆိုင်တဲ့ရှေ့ကိုတို့အနေကဘူးတဲ့အတိတ်ရဲ့ရိတ်ကိုပြတ်မိတော့ရိုက်ကချုံအမဲစတဲ့ကိုကလာပြောင်းမဲ့ပို့ပြီးတော့မိုက်လာဖို့ဆုံးတဲ့ချက်ထားကထားလိုက်မင်းရဲ့စရိုက်ထားကိုnet net